အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါင်ပစ္စည်းအနေငယ်နဲ့လောက်ရတာလည်းလောက်ကိုတလို့ကလေးရောလူကြီးပါကျင်းနေတတ်ကြတဲ့နူးညံ့အေးဆက်ပြီးတော့စားလို့ရန်ကောင်းတဲ့ကျုပ်ပေါင်းလိုနည်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲဒီတော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြပါဦးနော်အခုဗီဒီယိုလေးမှာတော့ကျဲဥ6လုံးကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကျဲဥတွေကိုရေးဆေးပြီးတော့အပေါ်ကနေအပေါက်လေးတွေဖောက်ပြီးတော့အထဲတွေကအနှစ်နဲ့အကာနဲ့ကိုတက်တက်စီခွဲထုတ်လိုက်ပါမယ်ပြီးသွားရင်တော့ကျဲဥအခွန်ကိုအတွင်းရောအပြင်ရောအကုန်လုံးကိုပြောင်းစအောင်ရေးဆေးပေးရပါမယ်ပြီးတော့လို့ရှိရင်ရလာတဲ့အနှစ်လေးတွေကိုအရသာထည့်ပါမယ်အရသာအနေနဲ့ပဲငပြရဲ့အကြီးထမင်းစားစွန်းနဲ့တစ်စုံထည့်ပါမယ်စားကိုလက်ဖက်စားစွန်းနဲ့သုံးပုံပုံတစ်ပုံထည့်ပါမယ်နေကောင်းမုံကိုတော့လက်ဖက်စားစွန်းနဲ့တစ်စုံထည့်ပေးလိုက်ပါမယ်ပေါင်ပစ္စည်းအလုံးထည့်ပြီးသွားပြီဆိုတော့အရသာလေးတွေနှံ့သွားအောင်တေချာခောက်ပေးရပါမယ်ပြီးရင်တော့ကျဲဥအနှစ်တွေကိုစကားလေးနဲ့စစ်ပေးလိုက်ရပါမယ်နူးညံ့အေးဆက်တဲ့ကျဲဥပေါင်းလေးဖြစ်ဖို့ဆိုရင်ခောက်ထားတဲ့ကျဲဥတွေကိုစကားလေးနဲ့တေချာစစ်ပေးဖို့လိုပါတယ်ရှင်ပြီးတော့ရင်တော့ခုနကရေးဆေးထားတဲ့ကျဲဥလေးတွေကိုအရေးလေးတွေပြန်ထည့်ပေးလိုက်ပါမယ်ကျဲဥအနှစ်တွေကိုအဖြစ်ဖြည်းစရာမလိုပါဘူးเนาะအပေါ်မှာနည်းနည်းလေးခြံမိထားရပါမယ်ကျဲဥပေါင်းမှုအတွက်ရေနည်းကိုအရင်ဆုံးကြိုထားလိုက်ပါတယ်ကဲအားလုံးလည်းအစင်းသင့်ဖြစ်ပြီဆိုတော့ကျဲဥလေးတွေကိုစပြီးတော့ပေါင်းပါမယ်ပေါင်းမဲ့စကားတွေကိုကျဲဥလေးတွေကိုထည့်လိုက်ပါမယ်မိမိအစင်းပြေသလိုထည့်နိုင်ပါတယ်เนาะထည့်ပြီးတော့လို့ရှိရင်အပေါ်ကအဖုံးလေးအုပ်ပေးလိုက်ပါမယ်အဖုံးကိုတော့အကုန်လုံးမအုပ်ဘဲနဲ့နည်းနည်းလေးလှပ်ပေးထားလိုက်ပါမယ်15မိနစ်တခါလောက်အဖုံးလေးဖွင့်ပေးရပါမယ်။မုတ်သားလေးတွေကြက်မကြက်ကိုဒုံလေးနဲ့ထိုးပြီးတော့စစ်ပေးလို့ရပါတယ်။ဒုံလေးမှာကျဲဥအနှစ်တွေကပ်ပြီးမပါလာရင်တော့ကျဲဥပေါင်းလေးရပါပြီ။အခုဆိုရင်တော့အနံ့အရသာနဲ့ပြည့်စုံတဲ့ကျဲဥပေါင်းလေးရပါပြီ။နောက်ထပ်ဟင်းချက်ဗီဒီယိုအသစ်လေးတွေလည်းတင်ပေးအောင်မှာမို့လို့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။